ကဘာပေါ်မှာကြောက်စရာအကောင်ဆုံးကောင်းကင်ခုံလေဒီမတော်တစားမှုတွေအကြောင်းပြောပြရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ဒီလူကိုပဲကြည့်လိုက်ပါသူဟာလေရင်တကားဝမှာရက်ညွန့်တော့ပါပဲမထင်မှတ်ပဲနောက်ကလူတယောက်ကသူ့ကိုလေဒီမပါပဲလေရင်ပေါ်ကနေတွန်းချလိုက်ပါတယ်တကယ်တော့ဒါဟာအသက်အန္တရာယ်စိုးရင်ရတဲ့အခြေအနေမျိုးပဲမဲ့သူ့မြေလုံးထဲမှာကြောက်ရွံ့ကြီးဆိုတာအစအနတောင်မရှိခဲ့ပါဘူးသူဟာလေထဲမှာပြန်ဝဲရင်လေဒီပါတဲ့နောက်တစ်ယောက်ကိုမျက်ခြေမပြတ်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာလေဒီပါတဲ့လူစီကိုရောက်အောင်အရှိန်အကုံမြင့်ပြီးလိုက်ပါတော့တယ်သူ့အနာကိုရောက်သွားတဲ့အချိန်မှာတော့လေဒီကိုလူယူဖို့အတွက်နှစ်ယောက်သားလေထဲမှာတင်အပြင်းထန်လုံတွေတပ်ပုတ်ကြပါတော့တယ်။ဒီအတိုင်းသာဆက်သွားရင်နှစ်ယောက်လုံးမြေပြင်ပေါ်ကိုအရှိန်နဲ့ကျပြီးအသက်ပြောက်တော့မယ်ဆိုတာသူတို့သိနေကြပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ဆက်လိုက်ကလေဒီကိုအမိယာလူယူနိုင်ခဲ့ပြီးဟိုလူကိုတော့ကန်ထုတ်ပစ်လိုက်ပါတယ်။သူလည်းလေဒီကိုအမြန်ဝစ်ပြီးလေထဲမှာပျော့ပျော့ပါးပါးကားခုန်နေတော့မှပဲကြောက်စရာကောင်းတဲ့အဖြစ်ပြန်တစ်ခုထပ်ဖြစ်လာပါတယ်။သူ့ကိုတွန်းချခဲ့တဲ့လူကသူ့နောက်ကိုထပ်ချက်မကွာလိုက်လာတာပါ။ကျွန်တော်တို့လူကလည်းအဝေးကိုအမြန်ပြေးဖို့ကြိုးစားပေမဲ့ဟိုလူကမှီလာပြီးသူ့ခြေထောက်ကိုကိုက်ဖို့ထိကြိုးစားလာပါတယ်။အဲ့ဒီအချိန်မှာပဲသူကလေဒီကိုချက်ချင်းဖြန့်လိုက်တဲ့အတွက်အရှိန်နဲ့အပေါ်ကိုတက်သွားပြီးဟိုလူကိုရှောင်လိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့သူ့ကိုဒုက္ခပေးခဲ့တဲ့လူဟာသူ့ရဲ့လေဒီကချိုရင်းသွားပြီးအောက်ကစက်ကက်ယုံကြည်ပေါ်ကိုပြုတ်ကျသွားပါတော့တယ်ဗျာ။